အားလုံးမင်္ဂလာပါကျွန်တော်တို့ဆွဲပြပါကျွန်တော်ဒီနေ့ကားလေးစီးနဲ့မိတ်ဆက်ပေးပါမယ်ဘာကားလေးလဲဆိုတော့ JDM ကားလေးပါ Toyota Max ကျွန်တော်တို့ဒီကောင်ကတော့2009 model ဒီကောင်ရဲ့ဟိုအကြောင်းမပြောခင်သူ့ရဲ့ history လေးရင်ပြောပြပေးမယ်ဒီကားလေးကကျွန်တော်တို့2004ကနေပြီးစထွက်တယ် generation နှစ်ခုရှိတယ်2004ကနေ2009ထိက first generation 2009ကနေပြီးတော့2012ထိ2012မဟုတ်ဘူးပေါ့ကျွန်တော်မြန်မာနိုင်ငံမှာ2012လောက်ထိပဲဝင်ခဲ့တာတကယ်တမ်းကျွန်တော်2019ထိထွက်တယ်2019နောက်ပိုင်းတော့မထွက်တော့ဘူး2019ထိကတော့ဒီကောင်တွေက second generation နဲ့ထွက်တယ်လက်ရှိကျွန်တော်စီမှာရှိတာ2009လေးပါဒါလေးကဟိုပါပေါ့ second generation လေးပေါ့ဗျာဒီကောင်ရဲ့ဟိုပါပေါ့ grade လေးရှိတယ် grade က 2.5 မှာဆိုရင်ကျွန်တော်တို့ engine power က2မျိုးနဲ့လာတယ် 2.5 နဲ့လာတယ် 3.5 နဲ့လာတယ် 2.5 မှာဆိုရင်ကျွန်တော်ဗာလေးရှိတယ်ဆိုတော့ 2.5 က2.5 basic grade ရှိတယ်ပြီးသွားရင်2.5 premium ရှိတယ်ပြီးသွားရင် aspect gauge ဆိုပြီးတော့ရှိတယ်3မျိုးရှိတယ်3မျိုးမှာသူကကွာတော့ဘာတွေမှာကွာလဲဆိုရင်အရှိရုပ်တွေကအဲ့လောက်မကွာဘူးကျွန်တော်တို့ကွာအလွိုင်းမှာစကွာတယ်အလွိုင်းကကျွန်တော်တို့ဒါ basic grade ဖြစ်တဲ့အတွက်ကျွန်တော်တို့16လက်မအလွိုင်းနဲ့လာတယ်ကျွန်တော်တို့ aspect gauge ဖြစ်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုစက်ခွန်လွိုင်းနဲ့စသွားပြီစက်ခွန်ဖြစ်သွားရင်လုံးဝဟို aspect gauge ကတော့18ပြကျွန်တော်မှားသွားလို့ဟို 3.5 ဆိုလဲ18ပဲဒီကောင်ကတော့ကျွန်တော်တို့လက်ရှိကတော့16နဲ့ပဲလာတယ်ပြီးသွားရင်ရုပ်တွေကတော့ကျွန်တော်တို့စနစ်နောက်ပိုင်းမှာတော့ samurai ရုပ်ချင်းသွားတယ်အခုလက်ရှိရုပ်ကတော့ samurai ရုပ်မဟုတ်ဘူး2009 second generation ရုပ်ပဲနံပါတ်10ကတော့နှိမ့်နေဗျ70နဲ့ဒီကောင်ဒါ70တော့ပြ 2D ရန်ကုန်လိုင်စင်နဲ့ပါနံပါတ်10လေးတော့နှိမ့်ပါတယ်နံပါတ်ကတော့လှပါတယ်အကြောင်ကတော့ဒီကောင်က gray ပါခဲအောင်ပါပြီးသွားရင်ဒီကောင်အတွင်းပိုင်းလေးဗာလေးပြောင်းသွားလဲကျွန်တော်တစ်ချက်ရင်ပြပေးမယ်ဒီကောင်အတွင်းမှာဆိုရင်ကျွန်တော်တို့စီမော်တာတွေပါလာမယ်ပြီးသွားရင် poster နဲ့ဖြစ်သွားပါမယ်ကျွန်တော်တို့ grade နဲ့တော့ဒီဘက်က club လေးမပါတော့ဘူးပြီးသွားရင် CRN ကိုထုံးပါဆိုလဲကျွန်တော် club လေးလိုရတယ် pedal sheet တွေမပါဘူး CRN ကလည်းကျွန်တော်တို့ဟို adjust လုပ်တဲ့ဟာလည်းကျွန်တော်တို့ motor နဲ့မဟုတ်ဘူးဗျကျွန်တော် normal ပဲ normal adjust နဲ့ပဲဒီမှာကျွန်တော်တို့ normal ပါပဲပြီးတော့ဒီကောင်ရဲ့ kilo လေးတစ်ချက်ပြပေးပါမယ်ဆက်လေးတစ်ချက်နှုတ်ပြပေးမယ်ဗျာဒီကောင်က kilo ဘယ်လောက်ရှိလဲဆိုရင်ကျွန်တော်တို့ kilo က3သိန်းနဲ့မှ2000ကျော်ရှိပါတယ်3သိန်း2000ပါ original kilo ပါအလဲကတော့ original TV နဲ့ပဲအတွင်းကန်းတွေကတော့ leather နဲ့မဖြစ်သေးဘူးကျွန်တော်တို့ဒီတားလေးပါအတွင်းကန်းတွေလည်းတော်တော်လေးတန့်ပါတယ်ကွင်းနေရပဲဒါလေးပါဒါလေးကသူ့ရဲ့တက်တင်လေးဆိုလဲ luxury ဆန်ပါတယ်လုံးဝကျွန်းနေပါအဲ့လိုဒီမှာတော့ sport ပါတယ် snow ပါတယ်နောက်ခု eco မှုပါမယ် driving မှုတော့3မျိုးပါမယ်ပေါ့ဗျာဒီကောင်တော့ gear ကတော့ 6 speed နဲ့ပါပဲ6 speed automatic transmission နဲ့ပါဒီကောင် manual လေးလာပါတယ် manual တော့ရှားပါတယ်ပြီးရင်ဒီကောင်ရဲ့နောက်ပိုင်းလို့ကျွန်တော်တစ်ချက်လိုက်ပြပြပါမယ်အနောက်ကတော့ကျွန်တော်မော်တာနဲ့မဖြစ်ဘူးကျွန်တော်နောက်ဘုံကတော့ကျွန်တော်တို့ရိုးတဲ့ပုံမှန်တိုင်းပဲကျွန်တော်တို့မော်တာမပါဘူးအထက်ကကာကိုစပေးကတော့တော်တော်လေးကျယ်ပါတယ်ပစ္စည်းတင်မယ်ဆိုတော့တော်တော်လေးတင်လို့ရတယ်မှာတော့ပါပါတယ်ဒီကောင်လေးကတော့စိုးပါဘူးကြဲကြဲဝန်းလည်းရှိပါတယ်အနောက်ပိုင်းဖင်မှာတော့မီးကတော့ Max တွေရဲ့မီးတိုင်းပါပဲကျွန်တော်တို့ modify လုပ်ထားရပါတယ်မရှိပါဘူးဒီကောင် original တိုင်းပါပဲပုံမှန် store တိုင်းပါပဲမြင်ရမှာတော့ဒီကားလေးဆိုလည်းတော်တော်လေးကောင်းပါတယ်ဆေးပိုင်းလည်းတော်တော်လေးတန့်ပါတယ်ပြီးသွားရင်အလွိုင်းတွေရောကျွန်တော်တာယာဒိတ်တွေဆိုလည်း2023တာယာဒိတ်တွေနဲ့ပါဒီတာယာတွေဆိုလည်းတော်တော်လေးကြံပါသေးတယ်အသက်နီးနီးပါပဲ23ဆိုတော့ကျွန်တော်နောက်ထပ်အခုမှ2026ရောက်တာဆိုတော့2နှစ်လောက်ပဲဗျာလုံးဝအသက်တွေထည့်ထားလို့ပြောလို့ရတယ်ဒီကားလေးပါကျွန်တော်တို့ဒီ Max လေးကိုစိတ်ဝင်စားလို့လာဝယ်ယူနေဆိုရင်ကျွန်တော်တို့မော်တော်သင်ရှိလို့မှလာဝယ်လို့ရတယ်ဈေးနှုန်းကတော့ကျွန်တော်ဖုန်းဆက်ပြီးတော့မေးမြန်းပေးပါcomment မှာပဲဖြစ်ကျွန်တော်မေးပေးပါကျွန်တော်ဖြေပေးပါမယ်နောက်ထပ်ကားလေးအသိချင်တာရှိရင်လည်းမေးပေးပါကျွန်တော်ပြောပေးပါမယ်ကျွန်တော်သိသလောက်လေးအားလုံးကျေးဇူးတင်ပါတယ်